ဒီlife science ကမေကွန်းလေးတစ်ခုကိုအတူတူဖြည့်ကြည့်ကြရအောင်ဒီမေကွန်းလေးမှာပိုင်းချက်လေးနှစ်ခုကိုပြတ်ထားပါတယ်ဘယ်ဘက်ကပိုင်းချက်မှာပုံမှန်အရွယ်စားရှိတဲ့လူငယ်ယောက်ျားလေးတစ်ယောက်ကခနာကိုယ်ထဲမှာရှိတဲ့ပါဝင်မှုတွေကိုပြတ်ထားတယ်ညာဘက်ကပိုင်းချက်မှာဆိုရင်တော့ပုံမှန်အရွယ်စားရှိတဲ့လူငယ်မိန်းကလေးတစ်ယောက်ရဲ့ခနာကိုယ်ရဲ့ပါဝင်မှုတွေကိုရာဂိုင်နှုန်းအနေနဲ့ပြတ်ထားပါတယ်မေကွန်းလေးကိုကြည့်ကြရအောင်မေကွန်းလေးမှာ average size young man than of average size young woman အဲ့တော့ပုံမှန်အရွယ်စားရှိတဲ့လူငယ်ယောက်ျားလေးတစ်ယောက်ကပုံမှန်အရွယ်စားရှိတဲ့လူငယ်မိန်းကလေးတစ်ယောက်ထက် greater percentage ပို့ပြီးတော့ရာဂိုင်နှုန်းများနေတဲ့ tissue တွေကဘာတွေလဲလို့မိထားတာဖြစ်ပါတယ်အဲ့တော့ယောက်ျားလေးစီမှာများနေတာကိုပဲအဓိကရှာပြီးတော့ဖြည့်ပေးရပါမယ်ဒီမှာတစ်ခုသတိထားမှာကမေကွန်းဖြည့်တဲ့နေရာမှာတဝက်ပဲမှန်လို့မရပါဘူးအကုန်မှန်ရပါမယ်တဝက်ပဲမှန်တယ်ဆိုတာကမှားရတဲ့အတူတူပါပဲဒီကိုကြည့်ကြရအောင်နံပါတ် A မှာ total fat and bone လို့ပြောထားတယ်ပုံကိုကြည့်တဲ့အခါမှာ total fat ကယောက်ျားလေးတွေမှာ15ရာခိုင်နှုန်းရှိတယ်မိန်းကလေးတွေမှာ28ရာခိုင်နှုန်းရှိတယ်အဲ့တော့မိန်းကလေးတွေကပိုပြီးတော့များနေပါတယ်အဲ့တော့သူကယောက်ျားလေးတွေပိုများတဲ့ဘက်ကမေးထားတာဖြစ်တဲ့အတွက်ကြောင့်နံပါတ် A ကမှားပါတယ်နံပါတ် A က total fat and bone လို့ပြောထားတယ်ဒါကြောင့်မို့လို့ fat ကိုကြည့်ပြီးသွားတဲ့အခါမှာ bone ကိုဆက်ကြည့်ကြမယ် bone ကယောက်ျားလေးတွေမှာ14.9ရာခိုင်နှုန်းရှိပြီးတော့မိန်းကလေးတွေမှာဆိုရင်တော့12ရာခိုင်နှုန်းပဲရှိတယ် bone ကယောက်ျားလေးတွေမှာပိုများပါတယ်ဒါပေမဲ့ total fat ကော bone ရောနှစ်ခုစလုံးမှာတစ်ခုကပဲပိုများနေတာဖြစ်တဲ့အတွက်ကြောင့်မမှန်ပါဘူးတဝက်ပဲမှန်တယ်ဆိုလို့ရှိရင်အဲ့အဖြေကိုမှန်တယ်လို့ပြောလို့မရပါဘူးအဲ့တော့နံပါတ် B မှာ total fat and muscle လို့ပြောထားတယ်အခုနအတိုင်းပဲယောက်ျားလေးမှာ fat ကမများနေဘူးနည်းနေတယ်အမှားတွေမှားနေပြီဒါပေမဲ့ muscle လေးတစ်ချက်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ muscle ကိုကြည့်တဲ့အခါမှာကျတော့ယောက်ျားလေးတွေက muscle မှာ44.8ရာခိုင်နှုန်းရှိတယ်မိန်းကလေးတွေကတော့36ရာခိုင်နှုန်းပဲရှိတယ်အဲ့တော့ muscle ကတော့ယောက်ျားလေးတွေကပိုများတယ်ပေါ့နော်ဒါပေမဲ့လည်းနှစ်ခုစလုံးကိုပေါင်းပြီးပေးထားတာဖြစ်တဲ့အတွက်ကြောင့်တဝက်ပဲမှန်တယ်ဆိုရင်မှန်တယ်လို့ပြောလို့မရဘူးအဲ့ဒါကြောင့်မလို့နံပါတ် B လည်းမှားပါတယ်နံပါတ် C က muscle only လို့ပြောထားတယ် muscle တစ်ခုတည်းပဲယောက်ျားလေးတွေကပိုများတာပါတဲ့เนาะအဲ့တော့ပုံကိုကြည့်လိုက်တဲ့အခါမှာ muscle ကတော့ပိုများတာဟုတ်တယ် muscle ကယောက်ျားလေးတွေမှာ% ပိုများနေတယ်ဒါပေမဲ့ bone လဲယောက်ျားလေးတွေမှာ% ပိုများနေတယ်အဲ့တော့ only ဆိုတဲ့စကားလုံးကဒီတစ်ခုတည်းပဲလို့ပြောတာဖြစ်တယ်ကျန်တာမရှိတော့ဘူးလို့ပြောတာဖြစ်တယ်အဲ့ only ဆိုတဲ့စကားလုံးကြောင့်ဘာဖြစ်သွားလဲဆိုရင်နံပါတ် C ကမှားသွားပါတယ်အဲ့ only ဆိုတဲ့စကားလုံးတွေတွေ့ရင်သတိထားပါသူတစ်ခုတည်းမဟုတ်ဘဲနဲ့တခြားဟာတွေရှိနေသေးတယ်ဆိုလို့ရှိရင်အဲ့ဒီအဖြေကမှားသွားနိုင်ပါတယ်။ဒါဒီကကြတော့ bone and muscle ယောက်ျားလေးတွေက bone ကော muscle ကောပိုများလားလို့မေးထားတယ်။အဲ့တော့ပုံကိုကြည့်တဲ့အခါမှာယောက်ျားလေးတွေရှိမှာ muscle က44.8မိန်းကလေးတွေရှိမှာ muscle က36ယောက်ျားလေးတွေရှိမှာ bone က14.9မိန်းကလေးတွေရှိမှာ bone က12ပဲရှိတယ်။အဲ့တော့ bone ကော muscle ကောယောက်ျားလေးတွေကပို့ပြီးတော့များပါတယ်။အဲ့တော့ပုံမှာပေးထားချက်နဲ့လည်းကိုက်ညီတယ်မှန်လဲမှန်တယ်ပေါ့နော်။အဲ့တော့အဖြေကနံပါတ် D ပါ။